Hello everyone ပြန်ပြီးတော့ကျေးဇူးလိုက်ပါတယ်เนาะဒီနေ့ဗီဒီယိုလေးရကြတော့စကားလာပြောတာပေါ့เนาะဘာအကြောင်းပြောမှလဲဆိုတော့ဒီ practice လေ့ကျင့်မှုကတကယ်တော့လေ့ကျင့်မှုမရှိရင်ဘယ်အရာမှဘာမှမဖြစ်လာပါဘူးအဲ့ဒါကြောင့်မို့လေ့ကျင့်မှုကိုကတကယ်ပုံမှန်တူတူစားလေးနဲ့အမြဲတမ်းဒီဇိုင်းမမတ်လုပ်သွားဖို့လိုပါတယ်အဲ့တော့ဒီနေ့ဗီဒီယိုလေးရဲ့နောက်ခံအကြောင်းရင်းလေးအပြင်သွားရင်းနဲ့သူများကတော့အမှတ်မထင်မဲနဲ့သွားပြီးတော့နည်းနည်းသွားပြီးတော့ပုံမိတာပေါ့နော်အဲ့လိုကနေပြီးတော့ကိုပြန်လဲသုံးသက်စဉ်းစားကြည့်တဲ့အခါကျတော့ဒီကားသိမ့်မမောင်းဖြစ်ဘူးပေါ့နော်အတူမျိုးကိုအပြင်သွားတဲ့အချိန်ကျမှမောင်းဖြစ်တဲ့အခါကျတော့အလေးကျင့်မှုနည်းတာပေါ့နော်ဟုတ်ပြီအဲ့တော့ဒီစားကြတဲ့အခါမှာလည်းတူတူပဲကိုကဒီပထမတစ်ရက်ပေါ့နော်စားလို့လိုက်ပြီဆိုလို့ရှိရင်ကိုယ့်ရဲ့အုံနောက်ကကိုယ်လိန်နေတတ်တယ်ပေါ့နော်ငါရသွားပြီပဲငါဒီစားရသွားပြီပြန်လို့ဆရာမလို့တော့ဘူးဒီလိုမျိုးရှိတယ်ပေါ့နော်တကယ်ကြတော့အဲ့လိုမဟုတ်ပါဘူးနေကျင့်မှုဆိုတာလေအမြဲတမ်းပုံမှန်လုပ်ပေးနေရမှာပါဒါမှတကယ်ရမှာပေါ့နော်ဥပမာဆိုရင်အမတို့သင်္ချာဆိုလို့ရှိရင်ကိုကဒီ theory နားလည်သွားပြီးသဘောတရားလေးနားလည်သွားပြီး okay နားလည်သွားပြီးမတွက်တော့ဘူးဆိုရင် no မရဘူးเนาะတကယ်လေ့ကျင့်ကြည့်မှရမယ်တကယ်ကိုနားလည်တာကိုတကယ်ပြန်ချတွက်ကြည့်မှဒါကတကယ်ရတာပါဒါကြောင့်မို့လို့လေ့ကျင့်မှုကိုမပြင်းကြပါနဲ့များလေ့ကျင့်ပေးကြပါမဟုတ်ရင်အမတို့လမ်းပေါ်ကျမှကမောက်ကမဖြစ်မယ်ပေါ့เนาะဆောင်းဟုတ်ခဲခန်းနဲ့ရောက်မှကမောက်ကမဖြစ်မယ်ပေါ့เนาะအဲ့ဒါကြောင့်မို့အဓိကဒီစိတ်မလောဖို့လေလိုတယ်ပေါ့နော်လေ့ကျင့်တဲ့အခါမှာဆိုရင်အများစုကစိတ်မရှိကြဘူးဘယ်လိုမျိုးလဲဆိုရင်ကွာအမားတို့ဥပမာအင်္ဂလိပ်စာရေးဆိုရင်ဒီ answer the question လေးဆိုရင်တိကျလေးအားလုံးကကြက်ကြတယ်လေဒါပေမဲ့တချို့ကစိတ်မရှိဘူးဒီလေ့ကျင့်တဲ့အခါမှာစိတ်မရှိပဲနဲ့အဲ့လိုမျိုးပေါ့နော်အပေါ်ရန်တက်လေးပဲစိတ်မရှိကြတဲ့အခါကျတော့လေ့ကျင့်တဲ့အခါမှာကောင်းကောင်းမလုပ်တော့တကယ်ဆောင်ဝဲကြီးမှာဒီဟာတွေကသွားပြီးတော့ထိခိုက်တတ်ပါတယ်ဒါကြောင့်မို့လေ့ကျင့်မှုဆိုတာတိတ်ကိုအရေးကြီးတယ်ဆိုတာကိုအားလုံးကိုလာပြောပြတာပါအဲ့တော့ဟုတ်ပြီဘယ်လိုမျိုးကောလေ့ကျင့်ရမှာလဲအဖြေကဒီမှာပါလေ့ကျင့်တယ်ဆိုတာကဥပမာအမားတို့ကဒီနေ့စာသင်လိုက်တယ်ဆိုရင်ဒီနေ့အဲ့စာကိုပြီးနိုင်အောင်တစ်ခေါက်တော့လေ့ကျင့်ရပါမယ်အဲ့လိုလေ့ကျင့်ပြီးပြီဆိုလို့ရှိရင်ဒီစာကိုပြစ်လိုက်လို့မရအောင်လေကိုကဘာဖြစ်လို့လဲဆိုတော့နောက်ခါကျရင်ဒီစာကကိုကပြန်မှတ်မိနေရအောင်မှာဖြစ်တဲ့အတွက်ကြောင့်အမတို့ကဒီနေ့တင်လိုက်တဲ့ဟာကိုဒီကြားထဲမှာ2ရက်3ရက်လောက်ခြားသွားရင်ခြားပါစေရတယ်ဒါပေမဲ့ဒီ4ရက်မြောက်တဲ့နေ့မှာဆိုလို့ရှိရင်ပထမနေ့ကတင်ထားတာကိုပြန်ပြီးတော့လေ့ကျင့်ပေးပါဥပမာပထမနေ့ကအမတို့ကဒီပေါ့နော်နျူတန်လောကိုသင်မယ်ဆိုရင်4ရက်မြောက်နေ့မှာနျူတန်လောကိုပြန်ပြီးတော့နှွေးပေးပါပြန်ပြီးလေ့ကျင့်ပေးပါအဲ့လိုမျိုးအခါလေ့ကျင့်ရမယ်လေ့ကျင့်ရင်းနဲ့မှာပဲကိုကပို့ပြီးတော့ကျွမ်းကျင်သွားတယ်ဒါနဲ့ပို့ပြီးအသားကျသွားတာပေါ့နော်ဥပမာဆိုရင် chemistry grade 10တော့စလေးလာတော့ဆိုလို့ရှိရင်ဒါအားလုံးအတွက်ခက်ခဲတယ်လေဒါပေမဲ့ grade 11ပြီးသွားတယ် grade 12ရောက်လာတဲ့အခါကျတော့ chemistry ဆိုတာဒါကိုယ့်ရဲ့ပုံမှန်ဘာသာရပ်တစ်ခုလိုပဲဖြစ်သွားတယ်ဒါကြောင့်မို့လို့ဒီ practice လေ့ကျင့်မှုကတိတ်ကိုအရေးကြီးပါတယ်ပေါ့နော်အဲ့တော့ဒီ chemistry equation တွေorganic အပိုင်းတွေပေါ့နော်အဲ့ဒါကြီးကြောင့်ပြောတယ်အမမမှတ်မိဘူးဒါကြီးမမှတ်မိဘူးမမှတ်မိရင်အမကတော့တခုပဲပြောမယ်လေ့ကျင့်ပေါ့နော်အမတို့တုန်းကလည်းဒီ chemical equation တွေဆိုတာဘာတွေနဲ့ပေါင်းပြီးဘာတွေထွက်လာလဲအယောင်တွေလည်းဘာမှလည်းမမြင်ရဘူးဆိုတော့ဒီစာကြောင်းတွေကိုပဲကိုယ့်ဟာကိုလေ့ကျင့်နေပေါ့နော် okay ဒီဘက်မှာ HCl ပိုင်းဒီဘက်မှာ NCl ပါမလားဒီလိုမျိုးကိုယ့်ဟာကိုပဲလေ့ကျင့်ယူရင်းနဲ့ပဲနောက်တော့လေရသွားတာပဲပေါ့နော်အဲ့တော့ဒီလေ့ကျင့်မှုကတိတ်ကိုအစွမ်းကြီးတယ်တိတ်ကို power ကြီးတယ်ပေါ့နော်အဲ့တော့ကွာအမတို့ဒီယုံနဲ့လိပ်ပုံမြင်တွေကိုအားလုံးကြားဘူးပါပဲပေါ့နော်ဒီမှာဆိုရင်ယုံကတော့ AC ပဲလေသူရတယ်ထင်ပြီးတော့နေနေတာပေါ့ဒါပေမဲ့လိပ်ကကြတော့သူ practice တွေအများကြီးလုပ်တယ်ပေါ့နော်လေ့ကျင့်တယ်ထက်ကလေ့ကျင့်တယ်နောက်ဆုံးကျတော့လေ့ကျင့်တဲ့သူကသူ့ပန်းနိုင်ကိုသူတော့ရောက်သွားတာပဲဒါမျိုးတူပဲပေါ့နော်အမဆိုလဲအတန်းထဲမှာ grade 12တော့ငါဆိုလို့ရှိရင်အမကတော်တော်လေးကိုလေ့ကျင့်တယ်ပေါ့နော်မြန်မာစာတွေဆိုလဲသူများတွေတစ်ခေါက်လောက်ရေးအမက2ခါ3ခါလောက်တော့ရေးတယ်ပေါ့အဲ့လိုမျိုး classes တွေဆိုလို့ရှိရင်စာလုံးမမအောင်အမြဲတမ်းကိုခဏလေ့ကျင့်နေပေါ့နော်အဲ့ဒီလေ့ကျင့်မှုတွေကတကယ်ကိုရလက်ကောင်းနေတည်ဆောင်လာမှာပါအဲ့ဒါကြောင့်မို့လေ့ကျင့်မှုမပြင်းကြပါနဲ့နော်အဲ့တော့ကိုယ့်ရဲ့အတွေ့အကြုံလေးရတယ်နဲ့တန်ဝင်ကရပြီးတော့ဒီအကြောင်းလေးကိုအမြန်လေးလာပြောပြတာပါလေ့ကျင့်မှာကိုယ့်မှာကအစွမ်းအစားမရှိဘူးလို့ထင်နေရင်တော့ဒီလေ့ကျင့်မှုကကိုယ့်အစွမ်းစာကိုအများကြီးတိုးတက်အောင်လုပ်သွားပေးမှာပါဥပမာအမတို့စဉ်းစားကြည့်လေဒါကလက်တွေ့ကြလားလက်တွေ့မကြလားအားလုံးတူစဉ်းစားကြည့်နော် biology ကြက်တယ် biology ကို chapter 1ကိုကြက်တယ်ပေါ့နော်တစ်ခေါက်ကြက်လိုက်လို့ရှိရင်တစ်ခေါက်ကြက်တဲ့စာလောက်ရမယ်ဒါပေမဲ့ကိုကရက်တွေ6ရက်9ရက်လောက်ခြားသွားပြီဆိုလို့ရှိရင်ဒီပထမတစ်ခါကြက်လိုက်တာကိုမှတ်မိဖို့ရခိုင်နှုန်းကနည်းနည်းလေးပဲကြံတော့တယ်ဒါကြောင့်မို့လို့ bio ကိုဒီပထမတစ်ရက်မှာကြက်ထားတယ်ဆိုလို့ရှိရင်
ဂျားထဲမှာ4ရက်ဖြစ်ဖြစ်တခြားစာတွေလုပ်နေလို့မကြက်ဖြစ်တာလည်းရှိမယ်ဒါမှမဟုတ်3ရက်ဖြစ်တခြားစာတွေကြည့်နေလို့မလုပ်ဖြစ်တာဖြစ်ရင်ဖြစ်မယ်ဒါပေမဲ့4ရက်မြောက်နေ့မှာဆိုလို့ရှိရင်တော့ဒီပထမနေ့ကကြက်ထားတာတွေသင်ယူထားတာတွေကိုပြန်နှွေးပေးဖို့လိုပါတယ်ဒီ revision ပေါ့နော်ပြန်ပြီးတော့လုပ်ပေးပါ practice ပြန်ပြီးလေ့ကျင့်ပေးပါဒါတွေကသိအရေးကြီးပါတယ်ဒီ chemistry တွေ physics တွေ တွက်စာတွေဆိုလဲတူတူပဲလေနော်ကိုကပထမနေ့သင်တာတော့ကတော့လက်ဆက်ဆက်လေးဆိုတော့အကုန်လုံးမှတ်မိတယ်ဘာမင်းဘာရေးရမယ်ဘယ်ဟာမင်းဘယ် equation သုံးရမယ်တန်းတည်တယ်ပေါ့နော်ဒီ physics ပုံစာတွေဆိုလို့ရှိရင်အဓိကလေ့ကျင့်မှုပဲပေါ့နော်ကိုကအမောက်ဆိုတခါလေးကြာဒီမေကုန်းကြီးကိုဖတ်လိုက်တယ်နားလေတယ်ဒါပေမဲ့ဘယ်ကနေဘလို့စကင်လို့ဘယ်ဟာစရေးရမယ်မသိဘူးအဲ့လိုမျိုးဖြစ်တယ်ဆိုတာဒါကလေ့ကျင့်မှုပဲပေါ့နော်တခါလေးကြာရင်ကိုကဘောစိတ်လှုပ်ရှားလို့နည်းလန့်သွားတာကြောက်သွားတဲ့အခါကြလို့ရှိရင်ကိုလေ့ကျင့်မှုပါပဲကိုရှေ့ကိုတွန်းပို့ပေးသွားမှာတခါလေးကြာရင်ကိုစိတ်ကမတည်ငြိမ်တာမျိုးတွေဖြစ်တဲ့အခါဆိုလို့ရှိရင်ဒီလေ့ကျင့်မှုကပဲကိုဝန်းပြီးတော့ကာယံပြီးသွားမှာပါအဲ့ဒါကြောင့်မို့အားလုံးပဲဒီစာလေးလာတဲ့အခါမှာလည်းများလေ့ကျင့်ပါThe more you practice, the better you get ပေါ့နော်များလေ့ကျင့်လေပိုကောင်းလေးတွေပါပဲမယုံရင်တော့ကိုတိုင်းစာပေများလေ့ကျင့်ကြည့်ပါဒါကတော့ challenge ပါဒီနေ့ဆိုရင်သင်္ချာ9ပုတ်တော့မယ်ဆိုလို့ရှိရင်နောက်ဂျားထဲမှာရက်တွေချောင်းပဲဒါပေမဲ့နောက်တစ်ရက်ပြန်ရောက်ပြီဆိုလို့ရှိရင်တော့အရှိရလေ့ကျင့်ထားတာလေးတွေကိုပြန်ပြီးတော့လေ့ကျင့်ပေးပါနော်အဲ့ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ academic journey မှာစာလေ့လာရတဲ့အခါမှာစာတွေကိုလေ့လာတိုင်းမမေ့မလျော့ပဲနဲ့ပို့ပြီးတော့အရှိရောက်နေမှာဖြစ်ပါတယ်အဲ့တော့များလေ့ကျင့်ပေးပါဒါကစာရနေတဲ့သူတွေရဲ့လှုပ်ဝက်ချက်တွေကတစ်ခုပဲเนาะများလေ့ကျင့်ပေးပါเนาะအဲ့တော့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်เนาะနောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ပါပဲ bye bye